အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လည်းပဲနေလို့ခေါ်ပါတယ်ကျွန်တော်ဒီမာယာဆိုတဲ့ series တွေမှာအီဒင်ဆိုတဲ့နေရာနေပဲပေါင်တုပ်ဆောင်နေရပါတော့ကျွန်တော် character လေးကကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူကnature ကိုအရင်သဘောကျတယ်သူကိုယ်တိုင်လည်းသူ nature နဲ့တသားလည်းဖြစ်အောင်သူနေတယ်သူတောပန်းလေးသူခူးတယ်ပြီးလို့ရှိရင်သူဒီလိမ်မောချင်ပိုင်ရှင်လည်းဖြစ်တဲ့ခါကျတော့ဒီပြောရမယ်ဆိုရင် gardener လို့ပြောလို့ရပါတော့ဆိုတော့အဲ့ဒါအောင်မှသူကဒီမာယာဆိုတဲ့မိန်းကလေးတယောက်ကိုညှချစ်မိနေတာပေါ့နော်တစ်ဖက်သက်လို့လည်းပြောလို့ရတယ်တစ်ဖက်သက်အချစ်လို့ပေါ့သူကဒါပေမဲ့သူကအဲ့လိုတော့တားရတော့လူမယူထုတ်လည်းမပြောတတ်ဘူးသူပိုင်ဆိုင်ခွင့်ရမယ့်အချိန်လေးကိုသူကအေးစစ်စစ်နဲ့အေးချင်းလေးစောင့်မျှော်နေတဲ့သူတယောက်ပါမိုင်နာနဲ့ series လေးရကြတော့ကျွန်တော်တို့ပြောမယ်ဆို1980 1970လောက်မှာဖြစ်ခဲ့တဲ့ပုံမြင်ပုံစံမျိုးလေးပေါ့နော် story ပုံစံမျိုးလေးပေါ့သူကတယောက်ချင်းစီမှာလည်း story တစ်ခုချင်းစီရှိသလိုကွာalien ဆိုလို့ရှိရင်လည်းသူ့ရဲ့အချစ်ကိုသူကငယ်လေးကတည်းကသူအရင်ကြိုက်ခဲ့တဲ့ကောင်မလေးသူအရင်ယူမှုချစ်ခဲ့တဲ့ကောင်မလေးသူကကိုညီလိုတဲ့အချိန်မှာသူကိုညီပေးနေမှာသူ့ရဲ့အချစ်ကိုပေါ်ကျူးတဲ့ပုံစံမျိုးလေးပေါ့ဒီ series တစ်တွဲလုံးကလည်းအဲ့လိုပဲအားလုံးကသူ့ရဲ့ story line နဲ့သူရှိကြတယ်ဒီကားတော့ပြင်ဆင်ရတော့ဒီကဒီ costume တွေအများကြီးပြင်ဆင်ရတယ်ပြီးကကျတော့ကျွန်တော်ကအပြင်မှာဆိုစကားပြောရတာတော်တော်များသိနေတော့ပါပြီမြန်တယ်ပေါ့နော်ဒီကားထဲမှာကျတော့ဒါ director request လည်းပါတယ်စကားကိုသူကဖြည်းဖြည်းပြောပါအရန်အောင်မှာတင်ငိမ်တဲ့သူတယောက်ဆိုပြီးတော့portrait လုပ်ထားရပါတော့ဆိုတော့အဲ့အလေးတော့အများကြီးပြင်ဆင်ရပါတယ်ဒီအရန် vintage ဖြစ်ရှီဟောင်းဖြစ်တဲ့ character မှာသူကငင်းလဲစီးရတယ်ဗျာသိလားပြောမယ်ဆိုကျွန်တော်အရန်ကြိုက်တဲ့ဘူအောင်တင်လို့ပုံစံမျိုးတော့ဖြစ်နေတယ်ပြတ်သူကလိမ္မောခြင်းပိုင်ရှင်အဲ့လိုပေါ့နော်အမတ်တရားတော့ပကြီးလည်းအများကြီးဆွဲရတယ်ပေါ့နော်လင်မော်သီးလည်းနည်းနည်းညက်လင်မော်သီးလည်းပြစ်ပေါက်ရတယ်ကျွန်တော်တို့စိတ်ဝင်စားဖို့အကောင်းဆုံးဇက်ကောင်ပြရမယ်ဆိုရင်တော့နဒီဆိုတဲ့ character ကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အနေလုံးနေနဲ့လဲသူဘာလို့ဂျင်မန်းလည်းမသိသူ့ရဲ့ character လေးကပြောပါနော်သူ့ character လေးဘာလို့ဂျင်မန်းလည်းမသိသူ့ရဲ့ goal ကပါတယ်သူ့ရဲ့ရမယ့် price ကပါတယ်နောက်ဆုံးသူ့ review ကဘာလဲပေါ့နော်တင်မလားနောက်ဆုံးသူမရှိတော့တဲ့ချိန်ကလည်းအားလုံးကသူ့ကိစ္စပဲဝိုင်းရှင်းပြနေတာသူကတော့စိတ်ဝင်စားကြအကောင်းဆုံးဖြစ်နေတာပေါ့ကဲပရိသတ်ကြီးအခုဒီမာယာနဲ့မျက်နှာဆိုတဲ့ဇလန်တွဲလေးကိုဘာပြောတာပရိသတ်ကြီးလည်းအရင်ကစိတ်ဝင်စားနေပြီလို့ကျွန်တော်မြင်ကြည့်တယ်မျိုးလေးနဲ့ပေါ့နော်ကြည့်ရှုဖို့လည်းကျွန်တော်ဖိတ်ခေါ်တယ်ဗမာကြည့်ရှုလို့ရလဲဆိုတော့ကျွန်တော်တို့ Channel Plus တစ်ခုထဲမှာဒါပရိသတ်ကြီးဒီကားကိုကြည့်ရှုလို့ရမှာဖြစ်ပါတယ်ပြီးတော့ပရိသတ်ကြီးဒီမာယာနဲ့မျက်နှာဆိုတဲ့ဇလန်တွဲလေးကိုလည်း Channel Plus တစ်ခုထဲမှာတင်ဦးပြပြကြည့်လို့ရမှာဖြစ်ပါတယ်ပြီးတော့ဒီဇလန်တွဲလေးကိုကျွန်တော်တို့ Channel Plus မှာအပတ်စဉ်သတင်းလာနေရနေတောက်ကြနေတိုင်းကြည့်ရှုအားပေးလို့ရပါတယ်ပြီးတော့ပရိသတ်ကြီးကိုလည်းဒါတရားဝင် line ဖြစ်တဲ့ Channel Plus တစ်ခုတည်းကနေပြီးတော့ပဲကြည့်ရှုအားပေးဖို့အတွက်ကျွန်တော်ကိုယ်တိုင်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ